ဒီဗီဒီယိုကကြတော့ chapter 2ရဲ့ section 4ရဲ့ part 7ဖြစ်ပါတယ်။ဒါကကြတော့ section 4မှာပါတယ်ကျွန်တော်အချက်8ချက်ထဲကမှဒီနေ့ကကြတော့9ချက်မြောက်အချက်ဖြစ်ပါတယ်။ဒီ chapter 4မှာကျွန်တော်တို့အရင်ကသင်ထားရတဲ့ပုံစံတိုင်းtaxi မောင်းတူတူအနေနဲ့ကြည့်ပြရမယ့်အချက်များဆိုတဲ့အချက်တွေကမှနံပါတ်9အချက်ဖြစ်ပါတယ်။ဒီနံပါတ်9အချက်ကကြတော့ကျွန်တော်ဗာသင်ရမှာလဲဆိုတော့ကျွန်တော်ကားလွတ်နေစဉ်မှာကိုယ့်ပတ်ဝန်းကျင်ကိုပို့ပြီးတော့သတိပြုရမယ်ဆိုတဲ့အချက်တွေကိုကျွန်တော်တို့သင်ရမှာဖြစ်ပါတယ်ဆိုတော့ဂျပန်လိုမျိုးဆိုရင်クシャジは周囲の車などに注意ဆိုတော့ကျွန်တော်တို့ကားလွတ်နေတဲ့အချိန်ဆိုတော့ကကြတော့ကျွန်တော်တို့ကားပေါ်မှာကိုယ်တယောက်တည်းရှိနေတဲ့အချိန်taxiโอเคကစားမှာကိုယ့်ရဲ့ customer ကမရှိတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဘာတွေကိုဂရုစိုက်ရမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့သင်ရမှာဖြစ်ပါတယ်။ဒီမှာအချက်၄ချက်ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ပထမဆုံးတစ်ချက်ကိုကြည့်လိုက်ကြရအောင်။タクシーはお客様が乗っている時よりもお客様がいない時の方が事故が起きやすくなっています。ဆိုတော့သူပြောချင်တာကကြတော့タクシーはお客様が乗っている時よりもဆိုတော့タクシーဆိုတာကကြတော့ကျွန်တော်ရဲ့ customer ကစီးနေတဲ့အချိန်ကိုထက်စီးနေတဲ့အချိန် customer ရှိနေတဲ့အချိန်ထက်お客様がいない時方が事故が起きやすくなっています。customer မရှိတဲ့အချိန်ကရေမတော်တဆမှုတွေဖြစ်တာပိုများတယ်။ဘာကြောင့်လဲဆိုတော့အောက်ကချက်တွေမှာတော့ပြန်ပြီးတော့ရှင်းပြထားတယ်။ဆိုတော့နံပါတ်2အချက်ကိုကြည့်လိုက်ကြရအောင်။空車の時はお客様を探すことに集中しやすいので周りに気を配ることを忘れがちです。空車ဆိုတာကကြတော့ခုဆိုတာကကြတော့လွတ်နေတဲ့ရှာဆိုတာကခရူမာကိုပြောတယ်ခုရှာဆိုတာကကြတော့ကားလွတ်နေတဲ့အချိန်ကားလွတ်နေတဲ့အချိန်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ရဲ့ customer မရှိတဲ့အချိန်เนาะドキはお客様を探すことに集中しやすいのでကျွန်တော်ကားလွတ်နေတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့က customer ကိုရှာရတယ်お客ကိုရှာရတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့周りに気を配ることを忘れがちですကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာဘာတွေဖြစ်ပျက်နေလဲဘာတွေရှိနေလဲဆိုတာကိုကျွန်တော်တို့သတိမမူလိုက်ဘူးသတိမထားမိလိုက်တဲ့အချိန်မှာကြောင့်သတိမထားတဲ့အခါမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီရေမတော်တဆမှုတွေဖြစ်တာပို့ပြီးတော့မြန်တယ်โอเคကကျွန်တော်တို့ကားပေါ်မှာရှိတဲ့ချိန်ဆိုရင်โอเคကိုကျွန်တော်တို့ကျွန်တော်ရဲ့ customer ကိုကျွန်တော်တို့ဘယ်မှာတော့ပို့ရမလဲဆိုတဲ့ဟာရဲ့စိတ်ထဲမှာပဲရှိတယ်ဆိုတော့ကျွန်တော်တို့လမ်းကိုကောင်းကောင်းမြင်နိုင်တယ်အန်ဒရယ်ကိုလည်းကြိုပြီးတော့ကာကွယ်နိုင်တယ်တကယ်လို့ကျွန်တော် okay ကိုရှာနေတဲ့အချိန်မှာကျွန်တော်ငါကတော့ customer ရှာရမယ်ဆိုတဲ့စိတ်တစ်ခုတည်းကိုပဲတွင်းထားမယ်ဆိုရင်ကျွန်တော်တို့အန်ဒရယ်ကိုလက်လှမ်းပြီးတော့ခေါ်တယ်လို့ဖြစ်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဘာတွေရှိနေလဲဆိုတာကိုတိတိကျကျမမြင်နိုင်တော့နံပါတ်3ချက်特にお客様を見つけた時は進路変更や停車のための安全確認を忘れやすくなります特に指輪အဖြစ်ဆိုရင်ကျွန်တော်တို့お客様を見つけた時ကျွန်တော်တို့ရဲ့ customer ကိုတွေ့လိုက်ပြီတွေ့လိုက်တဲ့အချိန်မှာရှင်ရိုဟန်ကိုဆိုတာကျွန်တော်တို့လမ်းဘေးနားမှာရှိတဲ့ဒီလမ်းကိုမောင်းနေတဲ့လမ်းကြောင်းကနေပြီးတော့ကျွန်တော်တို့လမ်းကြောင်းပြောင်းလိုက်တယ်။လမ်းကြောင်းပြောင်းတဲ့အချိန်နဲ့ထေရှာတော့ထမယ်တော့ထေရှာဆိုတာကျွန်တော်ကားရပ်ဖို့အတွက်အန်စန်ခက်ခုနီကျွန်တော်ဒီအန်စန်ခက်ခုနီဆိုတာကကျွန်တော်တို့ရပ်ဖို့အတွက်ကျွန်တော်တို့ရဲ့ကားကအန်ဒရကင်းရဲ့လားဆိုတာကိုကျွန်တော်တို့စစ်ဖို့အတွက်လမ်းကိုကျွန်တော်တို့စစ်ဖို့အတွက်ကကြတော့ကျွန်တော်မေ့သွားတယ်။忘れやすくなります။အဲ့လိုအချိန်မျိုးမှာဆိုရင်ကျွန်တော်တို့မှာရှင်ရိုဟန်ကိုဆိုတာကကြတော့ကျွန်တော်လမ်းကိုမောင်းနေတဲ့လမ်းနေပြီးတော့တစ်ဖက်လမ်းကိုပြောင်းတဲ့အခါမှာဆိုရင်အနောက်ကနေတခြားကားလာပြီးတော့
ကိုဝင်တိုက်သွားတာတို့မှာဆွီတိုစချီကိုလို့ခေါ်တဲ့အနောက်ကနေဝင်တိုက်တာတို့ပြီးတော့ထေရှာတော့တမဲ့ထေရှာဆိုတော့ကျွန်တော်ကားရက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့လမ်းကိုခက်ခွနေလောက်ရတယ်ကျွန်တော်ကားလမ်းဘေးကပ်ပြီးတော့ရတဲ့ကြောင့်ကျွန်တော်တို့ဒီဘေးကပ်တဲ့လမ်းမှာယထာဒီစပိန်တွားတဲ့လမ်းတွေရှိမယ်ပြီးရင်ကျွန်တော်တို့ဆိုင်ကယ်တွားတဲ့လမ်းတွေရှိမယ်အဲ့လမ်းဘေးနားကိုကျွန်တော်တို့တတိမမူပဲနဲ့အရှိန်နဲ့ရက်လိုက်မယ်ဆိုရင်အနောက်ကနေလာတဲ့ကားတွေအနောက်ကနေလာတဲ့စပိန်တွေဆိုင်ကယ်တွေကလာပြီးတော့ကိုယ်လာတိုက်မိမယ်အဲ့လိုမျိုးအခြေအနေတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီအိုကက်ကူကိုတွေ့ရခါမှာဆိုရင်အန်စင်ခခုနင်းကိုလည်းကျွန်တော်တို့အရင်လောက်ရမယ်ဆိုတော့နံပါတ်၄ချက်お客様を見つけたときは周囲の自動車や二輪車、自転車、歩行者に注意を向けるようにしましょう。ဆိုတော့ကျွန်တော်တို့お客様をတွေ့လိုက်ပြီဆိုတော့ကျွန်တော်တို့လမ်းဘေးမှာကပ်ရမယ်လမ်းဘေးကပ်ဖို့အတွက်ကကြတော့ဆောနာကနံပါတ်3အချက်မှာကျွန်တော်ပြောထားသလိုပဲသူကဒီဟိုဘိန်းနှစ်ဘိန်းပါတဲ့ကားတွေတွားဘိန်းနှစ်ဘိန်းပါတဲ့စက်တပ်ရင်တွေတွားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မပါရပါမလဲဆိုတော့ဂျီတိုရှာမှာဘိန်းနှစ်ဘိန်းပါတဲ့ဂျီတိုရှာနီဒင်းရှာဆိုတာကကြတော့ဘိန်းနှစ်ဘိန်းပါတဲ့စပိန်တွေဖြစ်နေတယ်ဆိုတော့ဂျီဒန်ရှာတွေပါမယ်ဟိုကိုရှာလမ်းလျှောက်တဲ့လူတွေကိုကျွန်တော်တို့တတိထားပြီးတော့ကျွန်တော်ကားကိုပေးကရမယ်အဲကြောင့်မလို့ဒီမှာသူပြောထားတာကကြတော့ကားလွတ်နေတဲ့အခါမှာဆိုရင်ကျွန်တော်ပတ်ဝန်းကျင်တွေကိုဘယ်လိုတတိပြုရမလဲဆိုတဲ့အချက်တွေပါတယ်ဆိုတော့နံပါတ်1အချက်ကကြတော့ကျွန်တော်တို့โอเคကူဆာမမရှိတဲ့အချိန်မှာကျွန်တော်တို့တက္ကစီမောင်းတဲ့လူတွေကကြီးကိုဖြစ်ရတာပို့ပြီးတော့လွယ်တယ်နံပါတ်2အချက်ကကြတော့ခူရှာနိုတိုကီကျွန်တော်ဒီမရှိတဲ့အချိန်ကားပေါ်မှာကားလွတ်နေတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့โอเคကူဆာမကိုရှာတဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့ရေမတော်တဆမှုဖြစ်တာပို့ပြီးတော့များတယ်ဘာလို့လဲဆိုတော့ကျွန်တော် okay ကုဆာမကိုရှာတဲ့အတွက်ကြောင့်ကျွန်တော်ပတ်ဝန်းကျင်တွေကိုကျွန်တော်တို့တတိမထားမိဘူးနံပါတ်3ကကြတော့ကျွန်တော်တို့ okay ကုဆာမကိုတွေ့ရပြီဒါပေမဲ့ကျွန်တော်တို့ okay ကုဆာမကိုတွေ့ရအခါမှာဆိုရင်ကျွန်တော်တို့လမ်းပြောင်းပြန်မောင်းတာတို့ကားရက်တဲ့အခါမှာဆိုရင်ကျွန်တော် okay ကုဆာအန်ဆန်ခခုနင်းကိုမလုပ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့နေရာမျိုးမှာဆိုရင်ကျွန်တော်တို့ကြီးကိုထပ်ဖြစ်တယ်အန်ဒရဲထပ်ဖြစ်တယ်ရေမတော်တဆမှုတွေထပ်ဖြစ်တယ်အဲ့လိုမျိုးတွေမဖြစ်ရလေအောင်ဆိုပြီးတော့နံပါတ်4ချက်မှာသူကပြောလိုက်ထားလဲဆိုတော့ကျွန်တော် okay ကုဆာမကိုတွေ့ပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီကားကိုဘေးလမ်းဘေးရက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့အန်ဆန်ခခုနေနေနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဂျီတိုရှာတို့နီဒင်းရှာတို့ဂျီဒန်ရှာတို့ပြီးရင်လမ်းလျှောက်တဲ့လူဟိုကိုရှာတွေကိုရင်ဆောင်ကျွန်တော်ခခုနေလောက်ပြီးမှကျွန်တော်ကားရရမယ်ဆိုပြီးတော့သူကပြောထားတယ်